တနေ့မှာလေသမားတစ်ယောက်ခါလိန်မော်တီအများကြီးကိုဆိုင်ကယ်နဲ့တင်ပြီးသွားနေပါတယ်လမ်းမှာလိန်မော်တီတစ်လုံးဟာ6တွေ့ပြီးလွင်သီးခေါင်တဲ့နေရာတစ်ခုတည်းကိုပြုတ်ကျသွားပါတယ်လေသမားကမတိလိုက်ပဲဆက်သွားခဲ့ပါတယ်အချိန်ကြာလာနဲ့အမျှလိန်မော်တီတွေကစေဟာမြေထဲမှာအမြင့်ချပြီးဖြည်းဖြည်းချင်းအပင်ငယ်လေးအထူးကြီးထွားလာပါတယ်ဒါပေမဲ့နေအောင်ပြင်းထန်ပြီးရေမရှိတဲ့အတွက်လိန်မော်ပင်လေးဟာ6တွေ့လာပြီးတေတော့မလို့ဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာယုံတကောင်လမ်းဖြတ်လာရင်6တွေ့နေတဲ့လိန်မော်ပင်လေးကိုမြင်သွားပါတယ်တနာစိတ်ဖြစ်လာတဲ့ယုံကရေရှားပြီးနေ့တိုင်းလိန်မော်ပင်ကိုရေလောင်းပေးပါတယ်အချိန်ကြာလာတော့လိန်မော်ပင်ဟာပြန်လဲအသက်ဝင်လာပြီးကြီးထွားလာပါတယ်နောက်ပိုင်းမှာလိန်မော်ပင်ကြီးတစ်ပင်ဖြစ်လာပြီးလိန်မော်သီးတွေအများကြီးတီးလာပါတယ်ယုံကအញ្ញမ်းပျော်ရွှင်ပြီးအဲ့ဒီအပင်ကိုမိမိရဲ့မိတ်ဆွေလိုချစ်ခင်လာပါတယ်ဒါပေမဲ့ဒီနေ့မှာလူအချို့ရောက်လာပြီးလိန်မော်ပင်ကိုခုတ်လဲပြီးတီးသွားကြပါတယ်ယုံကမိမိစူးစမ်းသေးခဲ့သမျှကိုမိသူမျှမတိမမျှဝေပေးကြတာကြောင့်ဝမ်းနည်းစွာငိုကြွေးနေခဲ့ပါတယ် Please don't forget like and subscribe.